ကြီးပွားကြောင်း9ရက်တဲ့ကိုစီဝင်လာတဲ့ငွေရဲ့10ပုံတပုံကိုအမြဲတမ်းချန်ထားပါကိုစီဝင်လာတဲ့ငွေများကိုစနစ်တကျစီမံခန့်ခွဲသုံးစွဲပါငွေဝင်တဲ့လမ်းကြောင်းတွေကိုသိထားလို့လိုသလိုပဲထွက်တဲ့လမ်းကြောင်းတွေကိုလည်းဂါနာနာသိထားဖို့လည်းလိုအပ်မလိုအပ်ဖက်ထွက်နေတဲ့လမ်းကြောင်းတွေရှိရင်အမြန်ဆုံးပိတ်ဖြစ်ဖို့လိုတာပေါ့အဲ့ဒီလိုမလုပ်ရင်တော့အိတ်ပေါက်နဲ့ဖားကောက်သလိုဖြစ်နေလိမ့်ငွေတွေကိုတတ်မဲ့လို့သဘောမထားပါဘူးသူတို့ချင်းချင်းရင်းနှီးပြီးတော့တိုးပွားမဲ့နေရာတွေစီကိုပို့ရမယ်နွားတွေကြက်တွေအုပ်လိုက်မွေးသလိုပါပဲသူတို့ချင်းချင်းမိတ်တွေလိုက်ကြဥတွေဥကြအကောင်တွေထပ်ပွားကြပေါ့ကိုကငွေမရှာဘဲနဲ့ငွေချင်းပြန်ရှာသွားတာပေါ့ငွေကိုတစ်တာတဲ့ထည့်ပြီးသိမ်းထားရင်တော့လေအကျော်သေးပြီးတော့လေဖြတ်တဲ့လူလိုငွေတွေလေဖြတ်သွားလိမ့်အင်အားမရှိတော့ဘူးအလုံးလို့ရမှာလောင်းကစားမဆန်ရဘူးမျက်ချင်မျက်ရှုံးညင်ညုံဆိုတဲ့သဘောမျိုးကိုလည်းမလုပ်အောင်တေးကြတာလောက်ကိုပဲလုပ်ရမယ်မျက်ရင်လည်းအများကြီးမျက်မယ်ရှုံးရင်လည်းကုန်သွားမယ်အဲ့ဒီလိုဆိုတာမျိုးကိုဘသူကဘလောက်ပဲအပြောကောင်းကောင်းမလုပ်အောင်မပိုင်တဲ့အလုပ်မကျွမ်းကျင်တဲ့အလုပ်မှာဘာရင်းနှီးမြှုပ်နှံမှုမှမလုပ်အောင်သူများပြောတာတွေကိုမယုံနဲ့ကိုယ့်မျက်စိနဲ့တွေ့တာတောင်တဝက်ပဲယုံအိမ်ငှားမနေနဲ့အိမ်ပိုင်ဖြစ်အောင်လုပ်ကြိုးစားစိုင်မငှားနဲ့အပိုင်ဖြစ်အောင်ကြိုးစားငှားတာဟာကြာတော့စရိတ်ထောင်းနဲ့စိတ်လဲရှုပ်ရတယ်သေးတာကြီးတာဗဒါနာမဟုတ်ဘူးကိုယ်ပိုင်ဖြစ်အောင်ကြိုးစားဖို့ပဲအဲ့ဒီအပေါက်ဟာလည်းငွေထွက်ဆုံးပဲလေမမျှော်မှန်းနိုင်တဲ့အနာဂတ်အတွက်လည်းပြင်ဆင်မှုတွေလုပ်ရမယ်မတ်တက်စာပဲရှိတဲ့တုံးလုံးစာမရှိဘူးလို့မပြောရအောင်ပြင်ဆင်ထားပါကြိုးစားမှုကိုဘယ်တော့မှမလျှော့ပါနဲ့အားပေးတဲ့ဖောက်တယ်တို့အားပေးတဲ့ပြိတ္တတို့ဆိုတာစိတ်ချရတာမျိုးမဟုတ်ဘူးကိုယ့်ထက်တော်တဲ့ကောင်းတဲ့လူရှိရင်အဲ့ဒီကိုသွားကြမှာဗျ